ဝေသာလီပြည်ကကြီး၃ပါးကြာရောက်ဖြစ်ပေါ်လာတဲ့အခါဝေသာလီကလက်ဆွေမင်းတွေကမြတ်စွာဘုရားကိုပြညတယ်ပြတဲ့အခါမှာရာဇဂုံမြို့ကဗေမိသာရမင်းကြီးစီအကူအညီတောင်းပြီးတော့ရာဇဂုံမြို့ဝေလွန်ကျောင်းမှာသတင်းသုံးနေတဲ့မြတ်စွာဘုရားကိုသူတို့နိုင်ငံအရောက်ပြညတာဖြစ်တယ်မြတ်စွာဘုရားဝေသာလီကြွတဲ့အခမ်းအနားဟာလွန်ကြီးကျယ်တယ်ဝေသာလီပြည်မှာပထမကတ်ကြီး၃ပါးဆိုကတ်ဆိုတာတွေကအခုကအမျိုးမျိုးပြောနေကြတာတယ်လီဖုန်းတွေကကတ်လဲကတ်ခေါ်နေကြတာပဲเนาะအင်္ဂလိပ်လိုအခုဒီကတ်ကတော့ကပ္ပဆိုတဲ့အဓိပ္ပာယ်နဲ့လားเนาะအင်္ဂလိပ်ကတ်ဆိုတဲ့စကားလုံးနဲ့မတူဘူးအဲ့ဒါကြတော့ဓာတွေနဲ့တပ်ပြီးတော့ရေးတယ်ကပ္ပလို့ဆိုတဲ့လာတဲ့ကတ်ကြတော့ပါဆောင်းနဲ့တပ်ပြီးတော့ရေးရကပ္ပဆိုတာအချိန်ပိုင်းတစ်ခုလို့ဆိုလို့တယ်အချိန်ပိုင်းတစ်ခုလို့chaos လို့ disaster လို့ဆိုပါစို့ငရင်ကြီးလှုပ်သွားလို့ပျက်စီးဆုံးရှုံးသွားတဲ့အချိန်ပိုင်းတစ်ခုမိုးခေါင်ရေရှားပြစ်ပြီးလူတွေဒုက္ခရောက်နေတဲ့အချိန်ပိုင်းတစ်ခုစစ်မဲ့ဖြစ်ပွားပြီးတော့ဒီစစ်ဘေးဒုက္ခတွေပြေးလွှားပြီးပုံခုနေရတဲ့အချိန်ပိုင်းတစ်ခုသူတို့ဆိုလိုတာကပ္ပရဲ့အဓိပ္ပာယ်ကအဲ့ဒါကတ်ကြီး၃ပါးဆိုတာအဲ့ဒီအချိန်ပိုင်းကြီး၃ခုလို့ဆိုလိုတယ်တစ်ခုနဲ့ဆက်ဆက်ပြီးတော့ ဘယ်အစတုံးလို့ဆိုဝေသာလီပြည်မိုးခေါင်တာအစမိုးခေါင်တဲ့အခါကျတော့ထိုခေတ်တုန်းကရိတ်ခါတွေဟိုပုတ်တီပို့ပို့ရလဲလွယ်ကူမှုမရှိဘူးရင်ဆိုတာလည်းပဲဆင်ရင်မြင်းရင်လဲရင်လောက်ပဲရှိတာဝေးလံတဲ့ဒေသတွေကိုရောက်အောင်ပို့ဖို့ဆိုတာခဏိခေတ်လို့မလွယ်ဘူးပေါ့နော်ခဏိခေတ်ကတော့တော်ရောက်အရာတွေကိုလင်းလင်းမြန်မြန်ရိတ်ခါတွေထောက်ပံ့တဲ့အလုပ်တွေလုပ်နိုင်လာအဲ့ဒီခေတ်တုန်းကဒီသိပ်ပြီးတော့အလွန်ကြီးမဝေးတော့လေသွားရေးလာရေးလွယ်ကူမှုမရှိသည့်အတွက်ကြောင့်တဏှာငတ်နေလို့ရှိရင်နောက်တဏှာဖြည့်ရှင်းပေးနိုင်မှုအလွန်ခက်တယ်အဲ့တော့ဝေသာလီပြည်မှာပထမမိုးခေါင်လိုက်တာကြောက်မက်เสียကောင်းမိုးကခေါင်လိုက်တဲ့အခါကျတော့စဘာတိနတ်နေစိုက်ပျိုးရမယ့်အချိန်စိုက်ပျိုးလို့မရအောင်အဲ့တော့ရှင်းတော့လို့ဒီကမထွက်ရင်ဟိုကဒီကအယောင်းဝယ်ဆိုတာလည်းများစွာမရှိကြဘူးကိုစားဖို့ပဲကိုစိုက်ကြတာဖြစ်နေတော့ဝေသာလီရဲ့လူဦးရေနဲ့ဝေသာလီမှာမိုးခေါင်သည့်အတွက်ကြောင့်စိုက်ရမယ်လေပြည်လေတွေကစိုက်လဲသမျှတွေကလည်းအကုန်လုံးရေမရလို့ညှိုးချောက်ပြီးပျက်စီးသွားမျိုးစဘာတွေဆုံးရှုံးသွားကြအဲ့ဒီလိုမျိုးစဘာတွေဆုံးရှုံးသွားကြတော့လူတွေရဲ့လူအများစုမှာရိတ်ခါတူလောင်ထားတာမရှိကြဘူးမရှိတော့တော်တော်စာဝတ်နေဒုက္ခရောက်လာကြမစားရတဲ့လူတွေများလာတော့တိုင်းပြည်အုပ်ချုပ်တဲ့မင်းတွေကလည်းဖြည့်ရှင်းမပေးနိုင်ဘူးသူတို့ဒါတွေကိုစံတဘာမရတဲ့အခါကျတော့စာဝတ်နေဒုက္ခတွေရောက်ပြီမိုးခေါင်တာကိုကြောင်းပြုတ်ပြီးတော့အစာရည်စားငတ်မုတ်ခေါင်းမတဲ့အခါလူတွေကဝါလည်းအောင်မစားရအောင်မစားရရုံမကဘူးနောက်ဆုံးအာရတ္တတွေချွတ်တက်ပြီးပိန်လီပြီးယောဂဝေဒနာတွေကဖြစ်လာတယ်အဲ့တော့ပထမကငတ်မုတ်ခေါင်းမခြင်းလို့ခေါ်တဲ့ဒုဗ္ဗိခန္တရကဒုဗ္ဗိခဆိုတာဗိခဆိုတာအစာရည်စားဒုဆိုတာမပြည့်စုံတာအစာရည်စားမပြည့်မစုံဖြစ်လာတဲ့အခါမှာလူတွေရဲ့သဘာဝအတိုင်းဝါအောင်မစားရဘူးကြမ်းမအောင်မစားရဘူးအာရဒပြေဝအောင်မရဘူးဆိုတဲ့အခါမှာဘာဝင်လာတော့ဆိုယောဂဝင်လာငတ်မွတ်တဲ့အပိုင်းခြားကြီးကိုဒုဗ္ဗိခန္တရကလို့ခေါ်တယ်အဲ့ဒီကအတွင်းမှာထပ်ဆင့်ပြီးတော့ဒီရေနစ်သူကိုဝါကူ၍နှိပ်တယ်လို့ဆိုတော့ဘာဖြစ်လာတော့ဆိုစာရည်စာမစားရတော့ငတ်မွတ်ခေါင်းမလာပြီယောဂတွေဖြစ်လာအဲ့တော့ယောဂဖြစ်ပေါ်လာတဲ့အခါလူတွေဟာသေဆုံးလာကြတယ်စာရည်စာပြက်လက်မှုကဆက်သွယ်ပြီးတော့အဲ့ဒီယောဂဝေဒနာတွေဖြစ်လာတာရောဂန္တရကလို့ခေါ်တယ်နော်ယောဂဖြစ်နေတဲ့အချိန်ပိုင်းအဲ့ဒီယောဂတွေဖြစ်လာတဲ့အခါလူတွေကသေခဏခဏသေကြတော့လူတွေအသေးများတဲ့အခါကျတော့ဘာတွေဖြစ်တုံဆိုရင်လောကမှာချမ်းချမ်းထန်းထန်းနဲ့
လူတွေကမမြင်ရတော့လည်းပဲလူတွေကိုနှိပ်စက်ခြင်းနဲ့တရေတပည့်ဆိုတဲ့အကောင်းတွေကလည်းရှိတာနော်တရေတပည့်ဆိုတဲ့အကောင်းတွေကရှိဘလူတွေတရေတပည့်တွေကလူသေးတွေလက်လက်ဆက်ဆက်သိဆုံးလာကြတဲ့အခါသူတို့ကလူသေးအလောင်းတွေကိုအမိပြုတ်ပြီးတော့မြို့ရဲရွာတဲ့ထီအောင်ရောက်လာပြီးယောဂဖြစ်အောင်သူတို့ကဖန်တီးလာကြတယ်အဲ့ဒါကိုအမနုဿန္တရကလူမဟုတ်သူတို့ရဲ့ဒုက္ခပေးတာအဲ့ဒါကိုဝေသာလီပြည်မှာကတ်ကြီးသုံးပါလို့ပြောတာနော်ခုခေတ်ပြောတဲ့တယ်လီနောတို့ MPD တို့ဥရဒုတို့ပြောတာမဟုတ်ဘူးအဲ့ဒီကတ်ကြီးသုံးပါကိုပြောတာမဟုတ်ဘူးနော်အဲ့ဒီမှာဒီအချိန်ပိုင်းကြီးသုံးခုဟာဆက်ဆက်ပြီးတော့ဖြစ်တယ်ငတ်မို့ထာကိုအကြောင်းပြုယောဂဖြစ်ပြီးလူတွေသေကြတာကိုအကြောင်းပြုပြီးတော့တရေတပည့်ဒီကောင်တွေကလူတွေမှာဝင်ပူးကပ်ပြီးတော့နှိမ့်ဆက်လာတဲ့အခါလူတွေဟာပို့ပြီးတော့သေဆုံးလာကြဒါတွေကင်းပြောင်းအောင်လုပ်ဖို့ရအလွန်ခက်ခဲလာအလွန်ခက်ခဲတော့အာကိုရလိုက်ရှာတော့ရဟန်းဂေါရမကြွလာလို့ရှိရင်ဒီဘေးဟန်အနေတွေကငြိမ့်သွားတယ်လို့ယုံကြည်ကြတယ်ဘုရားဘာသာဖြစ်လို့ပင့်တာတော့မဟုတ်ဘူးဒီယုံကြည်ချက်နဲ့သူတို့ထုတ်နီလန်းအတိုင်းလှုပ်ကြတော့လည်းပဲဒီမပြောက်ဘူးအဲ့ဒီကတ်ဆိုးကြီးကမလွတ်ဘူးမလွတ်တာနဲ့လူတွေကအလွန်များစွာသိဆုံးကုန်ကြတဲ့အခါဝေသာလီမြေကြီးဟာ6ကပ်ပြီးတော့ကိုလူတွေဟာစိုးရိမ်ထိတ်လန့်တစ်ချိန်တုန်းကဗမာပြည်မှာလဲဒီဒုတိယကမ္ဘာစစ်ကြီးပြီးလို့ဂျပန်နေနဲ့အမေရိကန်ပြန်ဝင်လာအင်္ဂလိပ်တွေပြန်ဝင်လာပြီးဂျပန်တွေတိုက်ထုတ်ပြီးတဲ့နောက်ပိုင်းအချိန်လေးမှာဘာဖြစ်တယ်ဆိုပလေယောဂါဆိုတာဖြစ်တယ်နော်မိလိုက်တဲ့လူတွေလည်းသိမယ်မမိလိုက်စာတွေဖတ်ဖူးရင်လည်းသိကြလေရွာလုံးချပျက်စီးတာတွေရှိတယ်ရွာပြင်ထွက်ရတာတို့ရှောင်တိန်သွားကြရတာတို့အဲ့လိုပလေယောဂါတွေမှာပါသွားတဲ့ပုဂ္ဂိုလ်တွေလည်းတော်တော်များများရှိတယ်ဘုန်းကြီးတို့သာသနာ့ဘက်ကဆိုလို့ရှိရင်စာပေကျမ်းကအလွန်တတ်တယ်လို့ဒီကနေ့ခေတ်ထီအောင်ပဲနာမည်ကြီးတဲ့အဗျာရမရွှေကူတိုက်မန္တလေးမြို့42လမ်းကအဗျာရမရွှေကူတိုက်ဆရာတော်ဘုရားကြီးဆိုတာပလေယောဂါတွေပါသွားတာနော်ပလေယောဂါဖြစ်ပြီးပြန်တော့တက်တော်60ပတ်ဝန်းကျင်မတမဆုံးရှုံးတယ်အဲ့တော့ဗမာပြည်မှာလဲပလေယောဂါဖြစ်လို့တယ်ဆိုပြီးတောရွာတွေတို့ဝေးလံတဲ့ရက်တွေသွားစာသင်တိုက်တွေစာမသင်ရဘူးအဲ့ဒါလို့အခြေအနေမျိုးတွေဖြစ်ခဲ့ဘူးတွေပေါ့ပရိတ်တွေရွတ်တယ်မရဘူးအဲ့ဒီတော့ကနဝမရွှေကျင်သာသနာပိုင်စံခင်းဆရာတော်ကြီးဆိုတာဓနုပြူနားကဓနုပြူတစ်ဖက်ကန်းကစံခင်းရွာဆိုတာရှိတယ်အဲ့ဒီစံခင်းရွာမှာလဲလူတွေပလေယောဂဖြစ်တယ်ပလေယောဂဖြစ်တိန်နဲ့တိန်စင်ပြိရွတ်ရှေ့ကရွတ်သွားနောက်ကသေးအဲ့ဒီလူတွေဖြစ်လာတော့ဆရာတော်ကြီးကနောက်ပိုင်းကျတော့ဘာတတိယတော့ဆိုအဋ္ဌနာမေတ္တံကဒီသစ္စာစကားလေးထည့်ပြီးတော့ရွတ်လိုက်တဲ့အခါအဲ့ဒီကစပြီးတော့ပရိတ်ရွတ်တဲ့အခါမှာအောင်မြင်သွားတယ်လို့ဒီလိုမှတ်တမ်းရှိတယ်ဒါကြောင့်မလို့အဋ္ဌနာမေတ္တံကာရလေးကိုထည့်ရွတ်ရမယ်လို့ဆိုဒီလိုဆိုတာပေါ့သစ္စာစကားကိုထည့်ပြီးတော့ရွတ်တယ်အဲ့ကြတော့မှပလေယောဂါကိုတားဆီးနိုင်ပြီးရပ်တန့်သွားတယ်အဲ့ဒီဓနိဗျူနာစံခင်းဆိုတာခဏအထိပြောစမှရှိတော့မယ်နော်ဆရာတော်ကြီးတက်တော်ထကြရှိတော့ကအဋ္ဌနာမေတ္တာဒီသစ္စာစကားကိုသူစီလာတဲ့ပုဂ္ဂိုလ်တိုင်းစာရွက်လေးတွေဝေပေးတယ်ရအောင်ချက်ခိုင်းတယ်ဒီလိုလုပ်တယ်ဆရာတော်ကြီးသူကိုယ်တိုင်အကျိုးရှိသုံးပြုခဲ့တာမို့ဒါသစ္စာစွမ်းအားအနေနဲ့အမြဲတမ်းကောင်းတယ်လို့ဆိုပြီးတော့အဲ့ဒီတော့မှသိခဲ့ရတယ်ပေါ့နော်